မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်။ Food for IT by Mo Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့မတို့ဒီမှာ format တစ်ခုကိုပြုလုပ်တဲ့အခါမှာ9မိနစ်ကြာမဲ့အလုပ်တစ်ခုကို9စက္ကန့်နဲ့ပြီးမြောက်စေမယ် shortcut key လေး9မျိုးကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တော့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးကြပါနော်။ငါကအခုဒီ format တစ်ခုပြုလုပ်မယ်ဆိုလို့ရှိရင်အခုမြင်နေရတဲ့ format ပေါ့နော်။ဒီ format လေးမှာဆိုလို့ရှိရင်မတို့က fill color တုံးထားတယ် text color တုံးထားတယ်ပြီးတော့ border ရယ် filter ရယ် format cell ရယ်ပေါ့နော် format cell ကတော့တုံးထားတာမဟုတ်ဘူး။ငါက edition နဲ့ဒီ format ထက်ကိုရိုးရှင်းတဲ့ format ထက်ကိုကပို့ပြီးတော့ design လေးပိုဆန်းချင်တယ်ဆိုလို့ရှိရင်เนาะဒီ format cell ဆိုတဲ့ box လေးကိုခေါ်ပြီးတော့ modify လုပ်လို့ရတယ်ပေါ့နော်။ဆိုတဲ့အခါကျတော့မတို့ကအခုဒီ format cell လေးတွေကိုဒီဖြုတ်တာနဲ့တက်တာနဲ့ပေါ့နော်ဖြုတ်တာနဲ့ဒီ format လောက်တာနဲ့ကိုပြပေးသွားပါမယ်အားလုံးကို shortcut key လေးတွေပဲသုံးပါမယ်10မိနစ်လုံးမဲ့နေရာမှာ10စက္ကန့်နဲ့ပြီးသွားပါမယ်အဲ့တော့9ခုဆိုတော့9စက္ကန့်နဲ့ပြီးသွားမယ် shortcut key လေးတွေပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်မတို့ကပထမအဆုံး fill color ပေါ့နော်ဒီမှာလည်းပါတယ်ပေါ့နော် fill color ဆိုလို့ရှိရင်မတို့ကအားလုံးကို selection ပေးမယ် selection ပေးပြီးသားပြီဆိုလို့ရှိရင် fill color ဖြုတ်မယ်ဆိုလို့ရှိရင်တော့မတို့က order HHN ဒါဆိုလို့ရှိရင် none ဆိုတဲ့အတွက်ကို n ဆိုတာလေးကိုမတို့ကသုံးလိုက်ပါတယ်တကယ်လို့ဒီတဲကိုမတို့ကဒီ cell format cell ပြန်ထည့်မယ်ပေါ့နော်ဒီ format ပြန်ထည့်မယ်ဆိုလို့ရှိရင်တော့ order HH မှာရက်ထားပြီးတော့မတို့က down arrow up arrow right arrow left arrow တွေနဲ့ရွေးချယ်ပြီးတော့မိမိလိုချင်တဲ့အရာလေးတွေကိုရတဲ့အခါမှာ enter လေးခောက်ချလိုက်ရပါပဲဆိုတော့ဒါဆိုလို့ရှိရင်ဒါ fill color ပြီးသွားပြီပေါ့နော်နောက်တစ်ခုကကြတော့ text color ပေါ့နော် text color ဆိုလို့ရှိရင်မတို့ဒီမှာအခုဒီမှာရေးထား ဒီမှာရှိနေတဲ့အရာလေးကိုပဲမတို့က shortcut key က order HFC သုံးပါမယ်တကယ်လို့မိမိကတော့ automatic လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ enter လေးတစ်ချက်ခောက်ပေးရပါမယ်အခုကကြတော့ automatic ဖြစ်နေတယ်ပေါ့နော်ဆိုတော့မတို့ကဒီ arrow လေးကို keyboard ကမြားလေးကိုပေါ့နော်မြားလေးကိုအသုံးပြုပြီးတော့မှမိမိလိုချင်တဲ့နေရာလေးတွေကိုလိုက်ရွှေ့ပြီးတော့မှမိမိလိုချင်တဲ့အရာရတဲ့အခါမှာ enter လေးတစ်ချက်ခောက်ချလိုက်ရပါပဲဒါဆိုလို့ရှိရင်တော့မတို့ဒီဟာပြီးသွားပြီပေါ့နော်နောက်တစ်ခုကကြတော့ဘောက်ခတ်မယ်ဘောက်ခတ်တာကတော့ဇရာလုပ်ပြီးဟေးဆိုတာနဲ့ဘောက်ကတော့အမြဲလိုတယ်ပေါ့နော်အဲ့တော့ဘောက်ခတ်မယ်ဆိုရင်မိမိလိုချင်တဲ့ဘောက်လေးကိုခတ်မယ်ခုလို selection ပေးပြီးသွားပြီဆိုလို့ရှိရင်မတို့ကဒီဘောက်ကိုဖြုတ်ချင်တယ်ဆိုလို့ရှိရင် order bn escape လေးပြန်နှိပ်မယ်နော် order hbn အဲ့တော့ order hbn ဆိုတဲ့ shortcut key လေးကိုမတို့နှိပ်လိုက်ပြီဆိုတာနဲ့အခု selection လုပ်ထားတဲ့နေရာတွေအကုန်လုံး border ကြီးပြုတ်သွားတယ်ပေါ့နော်ဘောက်ခတ်ထားတာကြီးပြုတ်သွားတယ်ဒါအောင်မှမိမိကပြန်ပြီးတော့မှဒါအောင်border ကို clear လုပ်လိုက်တာပေါ့နော်တကယ်လို့မိမိကဒါကိုပြန်ပြီးတော့ဘောက်ပြန်ခတ်ချင်တယ်ဆိုလို့ရှိရင်တော့ order hba A ဆိုတဲ့အထိပ္ပယ်ကကြတော့မတို့ကအကုန်လုံးကို all select ပေါ့နော် selection all selection ပေါ့နော်အဲ့လိုမျိုးဆိုတဲ့အတွက်ကို A ဒါကကြတော့ n ဆိုတဲ့အတွက် none ဆိုတဲ့အတွက် n ပေါ့နော်ဒါမျိုးလေးကိုမတို့က shortcut key လေးနဲ့နှိပ်လိုက်ရုံနဲ့ချက်ချင်းပေါ့နော်ဒီဟာတွေအားလုံးပေါက်ခတ်ပြီးသားဖြစ်သွားတာပေါ့နော်အဲ့တော့အမြဲတမ်းလုပ်နေကြဆိုလို့ရှိရင်ဒီ shortcut လေးတွေကလေကြက်စရာမလိုတော့နဲ့သူမှတ်မိသွားတယ်ပေါ့နော်အမြဲတမ်းလုပ်နေကြမဟုတ်ဘူးတစ်ခါတလေမှဆိုရင်ဒါ shortcut key ကိုတကူတကမှတ်နေရမှာပေါ့နော်ဆိုတဲ့အခါကျတော့ဒါအမြဲတမ်းလုပ်တဲ့လူတွေအတွက်အသုံးပြုနိုင်တဲ့လွယ်ကူမြန်ဆန်မဲ့ shortcut key ပေါ့နော်နောက်တစ်ခု filter ဆိုလို့ရှိရင်ဒီမှာမတို့က filter တစ်ခုကဒီ selection ဒီအကုန်လုံးကို selection ပေးကြမလို့ selection အကုန်ပေးကြမလို့ပဲねဒီတစ်ခွက်ထဲကို selection ပေးရုံနဲ့တင်ဒီအကုန်လုံးအတွက်ကို selection ပေးပြီးသားဖြစ်တယ်ရှိကြမယ်เนาะဘယ်လိုလဲဆိုတော့ control shift ခလုတ်လေးကိုနှိပ်ပြီးသွားပြီဆိုရင် control shift key လေးကိုနှိပ်ပြီးသွားရင် L လေးတစ်ချက်လောက်နှိပ်လိုက်ပေါ့เนาะဒါဆိုလို့ရှိရင် shift control L ဆိုတာကဒါက filter ကိုဖြုတ်တာတကယ်လို့အဲ့ shift control L ပဲထပ်နှိပ်မယ်ဆိုလို့ရှိရင်တော့မတို့ကဒီနေရာတွေကို filter ပါပြီးသားပေါ့နော် filter တက်ပြီးသားတွေဖြစ်သွားပါတယ်အဲ့ဒီထဲမှာမတို့ကဒီ keyboard ကို keyboard ပဲသုံးမယ် mouse ကိုမသုံးချင်ဘူးအဲ့လိုမျိုးဆိုတဲ့အခါကျတော့မတို့ကဒီအခု filter တွေဖြစ်နေတဲ့နေရာလေးတွေမှာ filter တွေစစ်ထုတ်မယ်ပေါ့နော်စစ်ထုတ်မယ်ဆိုလို့ရှိရင်အဲ့ဒီစစ်ထုတ်ချင်တဲ့အကွက်ကို arrow လေးနဲ့သွားမယ်သွားပြီဆိုရင် order key လေးတစ်ချက်နှိပ်မယ် down arrow လေးနဲ့သွားလိုက်မယ်ဆိုလို့ရှိရင်အခုလိုမျိုးလေးဒီ box လေးကြာလာပြီပေါ့နော်အဲ့ဒီချိန်မှာမတို့က down arrow လေးနှိပ်ပြီးတော့မိမိစစ်ထုတ်ခြင်းနဲ့ filter လေးတွေကိုအမှတ်လေးတွေလိုက်ချင်မယ်အခုဒီမှာကျတော့ select all
တကယ်လို့မိမိစစ်ထုတ်ချင်တာကများနေတယ်ဆိုလို့ရှင်တော့ select all လေးကိုဖြုတ်မယ်ဘာနဲ့ဖြုတ်မလဲဆိုတော့မတို့က speed bar လေးတစ်ချက်ပုတ်ပြီးတော့ဖြုတ်လိုက်မယ်ဒါကကြတော့ဒီမှာပြောတဲ့ shortcut 5မျိုးထဲမှာမပါတဲ့ shortcut key လေးတွေပေါ့နော်ဒါလေးကတော့ကြတော့အပို့ပေးတာပေါ့နော် sorry အဲ့လိုမျိုးဆိုတဲ့အခါကျတော့အခုမတို့က select all ဆိုတာလေးကိုဖြုတ်မယ်ဖြုတ်ပြီးသွားပြီဆိုရင်မိမိလိုချင်တဲ့ item လေးတွေကိုပဲရွေးချယ်ပြီးတော့ space bar လေးတစ်ချက်ပုတ်လိုက်လို့ရှိရင်သူကအခုလိုမျိုးပဲ taking ပေးရပေါ့နော်မိမိလိုချင်တဲ့နေရာလေးတွေကိုပဲ selection ပေးမယ်တကယ်လို့မိမိက selection နေမှာအကုန်လုံးဟိုဖြုတ်ချင်တာကြီးကများနေတယ်ဆိုလို့ရှိရင်တော့ all select လေးကိုမှဒီလို taking လေးပေးလိုက်မယ်ပေါ့နော်ဖြုတ်ချင်တာတွေ sorry ဖြုတ်ချင်တာတွေများနေတယ်ဆိုလို့ရှိရင်တော့ select all ကိုအခုလိုမျိုးလေးဖြုတ်ထားလိုက်မယ်မိမိလိုချင်တဲ့ item လေးတစ်ခုတစ်ခုစီလောက်ကိုပဲကိုက selection ပေးပြီးတော့မှ enter ခောက်ချလိုက်ပါမယ်ဆိုတဲ့အခါကျတော့ဒီမှာသွား filter လုပ်ပြီးသားဖြစ်သွားတယ်အဲ့လိုမျိုးပဲကိုကထပ်ပြီးတော့ထပ်နှိပ်ချင်တယ်ဆိုလို့ရှိရင် order down arrow ပေါ့နော်အဲ့ဒီမှာမှ down arrow နဲ့ဆင်းသွားမယ် select all ဆိုလို့ရှိရင် select all ကို space bar လေးတစ်ချက်ပုံမယ် enter တစ်ချက်ခောက်မယ် okay ဒါကလေအခုမှပြောနေတဲ့ဥစ္စာလေးတွေက shortcut key လေးတွေကဟာဒီဥစ္စာနည်းနည်းခက်တယ်ရှုပ်တယ်လို့ထင်ကောင်းထင်လိမ့်မယ်ဒါပေမဲ့ဒါလေးကိုအလေးချင်းလုပ်ပြီးတော့မှလေအမြဲတမ်းလုပ်ကြည့်ဒီဥစ္စာလေးအရန်မြန်တယ်အရန်လွယ်တယ်ဆိုတာကိုမြင်လာလိမ့်မယ်။ဘာကကြတော့မျက်စိအားနေတဲ့လူဖြစ်တဲ့အတွက်ကိုဒီ mouse နဲ့ pointer တွေကိုလိုက်ထောင်နေရတာအကြီးကိုမကြိုက်ဘူး။အဲ့လိုမျိုးမကြိုက်တဲ့အတွက်ကို shortcut key လေးတွေကကိုသုံးနေကြ shortcut key လေးတွေကိုကိုကမှတ်ထားလိုက်တာ။လုံးလုံးရင်းနဲ့ဒီ shortcut key လေးတွေသုံးတဲ့အတွက်တခါကြလို့ရှိရင်ကိုယ်စိတ်ထဲကမမှတ်မိရင်တော့မှကိုယ့်ရဲ့လက်ကလေအကျင့်ပါပြီးတော့မှဒီ shortcut key လေးတွေကိုကိုဒါလုံးမယ်ဟိဆိုတာနဲ့လက်ကအကျင့်ပါပြီး shortcut key ကိုသွားနှိမ့်မိရတာဖြစ်သွားတယ်ပေါ့နော်။အဲ့လိုမျိုးလေးတွေဆိုတဲ့အခါကျတော့ဒီ pointer ကိုကလိုက်ရှာစရာမလိုတော့ဘူး mouse နဲ့လိုက်ချိန်စရာမလိုတော့ဘူးပေါ့နော်အဲ့တော့မလိုမျိုးပုံစံမျိုးမလိုမျိုးလူမျိုးတွေဆိုလို့ရှိရင်တော့ shortcut key လေးတွေကိုအလေးချင်းလောက်ထားတာပိုကောင်းတယ်ပေါ့နော်အားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်အော်နောက်တစ်ခုက filter ပြီးသွားပြီပေါ့နော် filter ကကြတော့ control ရယ် shift ရယ်နောက်တစ်ခုက L key ရယ်တူပဲပေါ့နော်ဒီနှစ်ခုကတူပဲနောက်တစ်ခုက format cell ပေါ့နော် format cell လေးတစ်ခုကျန်သေးတယ် format cell ကတော့ဘာရဲ့ဒီ shape video လေးမှာပြောပြထားပြီးသားပေါ့နော် control ရယ်1ရယ် control 1ဆိုလို့ရှိရင် box လေးတစ်ခုကြာလာမယ်အဲ့ဒီ box လေးမှာဆိုလို့ရှိရင်တော့ဘာလုပ်ရလဲဆိုတော့မတို့ကဒီဘာတွေပေါ့နော်ဒါတွေကိုပို့ပြီးတော့ advance လုပ်ချင်တာဒီမှာဆိုရင်တစ်ခုနမူနာလုပ်ပြမယ်ပေါ့နော်ဒီ serial number တွေဒီမှာဆိုလို့ရှိရင် control 1လေးကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်မတို့က excel ကိုလည်းသုံးချင်တယ်ဒါပေမဲ့ design လည်းကိုကပါချင်တယ်ပေါ့နော် design လည်းပါချင်တယ်ဆိုတဲ့လူမျိုးတွေအတွက်ပေါ့နော်ဒါမျိုးလေးတွေမတို့သုံးလို့ရတယ်ပေါ့နော်ဒါ2ကလားရွေးတယ် okay ဒီမှာဒါနမူနာပုံစံလေးပေါ့နော် okay ဒါဆိုရင် design လှလှလေးဖြစ်သွားပြီပေါ့နော်အဲ့လိုမျိုးလေးတွေဒါ advanced လုပ်ချင်တယ် design လေးတွေလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ခုနကတော့လို့ format cell control 1လေးကိုနဲ့ control 1လေးနဲ့ format cell လေးကိုခေါ်လာပြီးတော့ box ကြလို့ရှိရင်တော့မတို့ကဒီလိုပုံစံမျိုး design လေးတွေဖန်တီးလို့ရပါတယ်ရှင်ဒါဆိုလို့ရှိရင်မိမိအသုံးဝင်မဲ့နေရာမှာမိမိဉာဏ်ရှိတယ်လို့အသုံးပြုလို့ရပါတယ်เนาะအဲ့တော့ဒီ9မိနစ်နဲ့ပြုလုပ်ရမယ်9မိနစ်မှာပြုလုပ်ရမယ်အလုပ်တစ်ခုကို9စက္ကန့်နဲ့ပြုလုပ်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်မင်္ဂလာရှိတဲ့နေ့ရက်လေးတွေကိုပိုက်ဆိုင်နေကြပါစေเนาะနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်တကယ်လို့အတန်လေးတွေစူညံတာလေးတွေပါလို့ရှိရင်ကျမကိုစာပေါ့နော်နားလည်ပေးကြပါလို့ကျွန်မပြောချင်ပါတယ်ဗီဒီယိုလေးတွေထက်ခါလုပ်နေရတာပေါ့နော်အဲ့လိုအတန်လေးတွေပါတဲ့အတွက်တစ်ခုမဟုတ်တစ်ခုကတော့ပါတယ်ပေါ့နော်အဲ့တော့နည်းနည်းပါတယ်ဆိုရင်လည်းကျွန်မကိုတီးခံပြီးကြည့်ပေးကြပါလို့ကျေးဇူးတင်ပါတယ်ရှင်တတား